ပွဲအပြီးမှာပန်တိုဂျာကိုတိုက်ရိုက်စင်ခေါ်လိုက်တဲ့ Van အားလုံးစောင့်ကြည့်နေခဲ့တဲ့ပွဲစဉ်အပြီးမှာပရိသတ်တွေကိုအံ့အားသင့်သွားစေမဲ့ Van ရဲ့လုပ်ရက်က UFC လောကတစ်ခုလုံးကိုဟိုးလေးတချို့ဖြစ်သွားစေခဲ့ပါတယ်ပွဲကြီးဇံပေါ်မှာလာအားပေးနေတဲ့ပန်တိုဂျာတယောက်သူအားပေးနေတဲ့ဂျပန်ဖိုက်တာတိုင်းရအရေးနှိမ်သွားတာကိုမျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ဗန်ကအကြောက်အလန့်မရှိပန်တိုဂျာကိုမျက်နှာချင်းဆိုင်တိုက်ရိုက်စိန်ခေါ်လိုက်တာပါပဲအကောင်းဆုံးလက်စွမ်းပြပြီးအနိုင်ယူပြရုံနဲ့မကပဲတကဘာလုံးရဲ့အာယုံစိုက်မှုကိုပါဘန်ကရယူသွားနိုင်ခဲ့တာပါလက်ရှိဘန်ရဲ့အရှိန်ဟုန်နဲ့ယုံကြည်မှုအပြည့်ရှိနေတဲ့အနေအထားအရဆိုရင်ဘန်တိုဂျာနဲ့သာထိတ်တိုက်တွေ့ခဲ့ရင်လည်းဘန်ပဲအသာစီးရသွားမယ်လို့သုံးသပ်မှုတွေကမြင့်တက်နေပါပြီအခုဆိုရင်ဘန်ရဲ့နာမည်က UFC မှာရေပန်းအစားဆုံးဖြစ်နေပြီးပန်တိုဂျာနဲ့ပွဲတာတကယ်ဖြစ်လာခင်သမိုင်းဝင်အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမှာသိကြပါတယ်ပရိသတ်ကြီးရေဘန်တယောက်ပန်တိုဂျာကိုပါဆက်ပြီးအနိုင်ယူပြသွားနိုင်မလားဆိုတာရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ရအောင်